တို့ဒီမြန်မာနိုင်ငံရဲတပ်ဖွဲ့ပေါ့နော်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာကတော်တော်များများပေါ့ဒီပြောရတော့နိုင်ငံတကာနဲ့ဆက်သွယ်ဆောင်ရွက်လာနိုင်တယ်လို့ပေါ့နော်နိုင်ငံတကာနဲ့ဆက်သွယ်ဆောင်ရွက်လာနိုင်တယ်လို့ဘာလို့လဲဆိုတော့ဒီဟိုနေ့နေကိုလေတော့နီးပညာဘိုင်းမှာလဲသူတို့တွေတော်တော်များများမြင့်တင်လာတာကိုတွေ့ရတယ်ဗျမြင့်တင်လာတာကိုတွေ့ရတယ်အဓိကကျွန်တော်ကဒီသတင်းတွေကိုဘာကြောင့်သုံးသပ်တာလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုကျွန်တော်မြှောက်ပင့်ပေးခြင်းလို့လည်းမဟုတ်မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုဖားရခြင်းလို့လည်းမဟုတ်ကျွန်တော်ပြောချင်တာဘာလဲဆိုတော့အဓိကကျွန်တော်ကဟိုပြည်သူလူထုနဲ့ဒီဘက်မှာရှိတယ်ဟဟလားအစိုးရရန်တရားတွေကြားမှာအပြန်အလှန်နားလည်မှုတွေယုံကြည်မှုတွေရှိသေးခြင်းတယ်ဒါကြောင့်မလို့ကျွန်တော်တို့သုံးသပ်တဲ့သတင်းတွေကိုသတိထားကြည့်အုတ်ချုပ်ရန်တရားနဲ့ဆိုင်တဲ့သတင်းတပုတ်နှစ်ပုတ်အမြဲပါမယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်တဲ့သတင်းတပုတ်နှစ်ပုတ်အမြဲပါမယ်နောက်နိုင်ငံရေးပေါ့နော်နိုင်ငံရေးနဲ့ပတ်သက်တာပြီးတော့နိုင်ငံတကာရေးရနဲ့ပတ်သက်တယ်ကျွန်တော်ဒီလိုမျိုးအကန့်လေးတွေခွဲပြီးတော့ကျွန်တော်တို့သုံးသပ်တယ်ဟိုတခုတည်းတော့ဇောင်းပေးပြီးတော့မသုံးသပ်ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့လက်ရှိအနေအထားမှာကျွန်တော်တို့မြန်မာနိုင်ငံကဘာလို့ဟိုဟုတ်လားဟိုဘယ်လိုခေါ်မလဲအကြမ်းဖက်အုပ်စုတွေရဲ့ဟိုဘယ်လိုခေါ်မလဲတိုက်ခိုက်တာတွေရင်ဆိုင်နေရတယ်နိုင်ငံတကာရဲ့နားလည်မှုလွဲမှားနေရတယ်ရင်ဆိုင်နေရတယ်နောက်တစ်ခုကပြည်တွင်းမှာရှိတဲ့ပြည်သူလူထုတွေဟဟလားတချို့ဆိုလို့ရှိရင်အလောက်ကန်ရှားပါမှုဘာညာပေါ့နော်ဝင်ငွေနဲတာတွေဒါတွေအများကြီးပုံသဏ္ဍာန်မျိုးစုံနဲ့ပြဿနာပေါင်းမျိုးစုံကိုရင်ဆိုင်နေရတယ်ဆိုတော့အဲ့ဒါတွေကိုကျွန်တော်တို့ကဟိုဓာတ်စီလောင်းတဲ့သတင်းမျိုးတော့ကျွန်တော်တို့မလုပ်ဘူးဗျเนาะဒါကတော့ကျွန်တော်တို့မလုပ်ဘူးဒီပေါ်မှာတုံးနဲ့တူအပြန်အလှန်နားလဲယုံကြည်မှုရဖို့တို့နောက်ပြီးတော့တုံးနဲ့တူပူးပေါင်းဆောင်ရွက်မှုတို့เนาะဒါမျိုးတွေအတွက်ကျွန်တော်တို့သတင်းတွေကဥတည်ရဗျเนาะဥတည်ရဘာကြောင့်လဲဆိုတော့ပြည်သူနဲ့အစိုးရကြားမှာယုံကြည်မှုမရှိရင်အဓိကနာမှာပြည်သူလူထုနာမယ်နိုင်ငံတော်နာမှာပေါ့ဗျာအဓိကတော့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှောက်နှေးမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကတစ်ကအစိုးရကလည်းဒါလုပ်နေတယ်ပြည်သူလူထုကလည်းဒါလိုအပ်တယ်ဆိုတာသူတို့နှစ်ခုရဲ့စုံမှတ်လေးတစ်ခုပေါ့နော်ဒါလေးကိုကျွန်တော်တို့ကရှာပေးတာပါနိုင်ငံတနိုင်ငံမှာကျွန်တော်တို့ဟလာဟိုလူကြီးတွေအများကြီးနေထိုင်တယ်လုံးစရာကိုင်စရာအလုပ်တွေအများကြီးရှိတယ်အဲ့လိုဖြစ်တဲ့အတွက်ပြဿနာတွေကတော့အများကြီးရှိမှာပဲဒီပြဿနာတိုင်းကိုလည်းဟိုအပေါ်ကအစိုးရမှကြီးပဲတာဝန်ရှိတာမဟုတ်ဘူးနော်သူတို့လုပ်ငန်းတွေတာဝန်တွေလုပ်ပိုင်ခွင့်တွေအစစ်စစ်ခွဲဝေပေးထားတာရှိတာပေါ့နော်ကျွန်တော်တို့မနေ့ကဆိုလို့ရှိရင်လည်းကျွန်တော်မိတ်ဆွေတယောက်နဲ့ဆွေးနွေးဖြစ်တယ်ကော်မရှင်စဉ်းစားကြည့်ဗျာတဲ့ဟာလာဒီမြေကြီးအဓိကအဖြစ်မြို့တွေရွာတွေပေါ့နော်မြို့တွေရွာတွေကိုမဟုတ်လားလယ်တွေပေါ်လယ်ကွက်တွေပေါ်မှာအကွက်တွေရိုက်ရောင်းတယ်နော်ပြီးလို့ရှိရင်အိမ်တွေစောက်တယ်ပြီးလျှက်စစ်မီးတွေတွဲတယ်ဗျာတဲ့နော်ပြီးလို့ရှိရင်တချို့တွေဆိုလို့ရှိရင်ဟလာဘာလဲသူတို့ဘာလဲပုံစံတို့တက်ဘာလဲပုံစံဆက်ပါဟိုနေမော်နော်ဘာခေါ်မလဲကျွန်တော်တို့မှတ်ပုံတင်နေသကောင်စင်းတွေတောင်လုတ်တယ်အဲ့လိုလုတ်တဲ့အထီကိုထိုင်ကြည့်နေတယ်ဗျာတဲ့ဒေသဆိုင်ရာအာဏာပိုင်တွေကဟလာဥမာပြင်ထားပါတော့မေမျိုးလိုနေရာမျိုးဟလာတခြားနေရာတွေမှာဒီလိုပါပဲမေမျိုးလိုနေရာမျိုးဆိုရင်ဟလာမြေကွက်တွေကိုဟလာဒီလေယာမြေကွက်တွေကိုအကွက်တွေရိုက်ပြီးတော့ရောင်းနေတော့အထိထိုင်ကြည့်နေတယ်ပြီးတော့အပေါ်ကနေအစိုးရကနေမဟုတ်ဘူးဒါတက်မတော်ပိုင်ဖြစ်တယ်ဘာညာဖြတ်ပါဟိဆိုမှဝယ်တဲ့လူတွေခံရအောင်ဆိုအဲ့ဒါတွေလည်းထည့်ပြောပြီးပါတယ်မှန်တယ်အဲ့ဒါတွေကလည်းကျွန်တော်တို့ပြောချင်တာဘာလဲဆိုတော့ဒေသဆိုင်ရာမှာပေါ့နော်ဒေသဆိုင်ရာအာဏာပိုင်တွေဒေသဆိုင်ရာကိုဘယ်လိုခေါ်မလဲစီမံသားရေးလုပ်ကင်နေရတဲ့အဖွဲ့အစည်းတွေအနေနဲ့ဒါကအဲ့ဒေသဆိုင်ရာမှာရှိတဲ့လူတွေရဲ့ပေါ်ရောမှုဗျကျွန်တော်တို့ပြောချင်တာနော်ပေါ်ရောမှုဘာကြောင့်လဲဆိုတော့ဒီမြေတစ်ခွက်ဟာထားပါတော့နော်ဒီမြေတနေရာဟာဟိုတရားဝင်နေရာလားအိမ်ဆောက်ခွင့်ရှိတဲ့နေရာလားအိမ်မဆောက်ခွင့်ရှိတဲ့နေရာလားဆိုတော့ဒေသဆိုင်ရာအာဏာပိုင်တွေကပိုသိတယ်သူတို့အရင်ဆုံးသိတယ်ဆောက်ခွင့်မရှိဘူးဆိုလာတာပေါ့ကျွန်တော်ပြောချင်တာနော်ဆောက်ခွင့်ရှိတယ်ဆိုရင်တော့သူတို့အနေနဲ့ဆောက်ခွင့်ရှိတဲ့အောင်ဟိုကူညီပေးပေါ့တော့ပြဿနာတစ်ခုကလည်းဘာလဲဆိုတော့ဗျပြဿနာအဓိကဘာလဲဆိုတော့တချို့ဒေသဆိုင်ရာအာဏာပိုင်တွေကဟိုနည်းနည်းပေါ့နော်ယာရုကြီးကြီးလူတွေကိုကြောက်တာတွေရှိတယ်ဥမာပြင်ထားပါတော့ဗျာဟုတ်လားကျွန်တော်တို့ဒီနေပြည်တော်မှာဆိုလို့ရှိရင်ဗိုလ်ချုပ်ကြီးတန်းရွှေလက်ထက်တဲကိုကသူက3ထပ်ထက်အမြင့်လားမသိဘူးစောက်ခွင့်မပေးဘူးဒါကစီပင်ထဲမှာကိုသူတို့ဒဲမှာကိုပါပြီးသားအဲ့တော့ဘာလုပ်လဲဆိုတော့အဲ့ဒီမှာကျွန်တော်ဒီနေပြည်တော်လူတွေပြောပြတာအဲ့မှာဗျာတဲ့ဗိုလ်ချုပ်ဟောင်းတယောက်ကလာဆောက်တယ်တဲ့အဲ့ဗိုလ်ချုပ်ဟောင်းတယောက်ကလာဆောက်တဲ့ခါကျတော့စီပင်ကဒေသဆိုင်ရာစီပင်ကမပြောရဘူးတဲ့သူ3ထပ်အမြင့်လောက်ဆောက်ပလိုက်အောင်အခုနေပြည်တော်မှာဆိုလို့ရှိရင်ဒါ3ထပ်တို့4ထပ်တို့ဖြစ်လာတဲ့ဇလန်းကအဲ့ဒီဗိုလ်ချုပ်ဟောင်းကစတာဗျာဆိုတော့အဲ့ပြဿနာတွေရှိတယ်မင်းမျိုးလိုနေရာမျိုးမှာဆိုလို့ရှိရင်လည်းထားပါတော့ကျန်တဲ့ပြည်သူတွေကဥပဒေကိုလိုက်နိုင်လိုက်နာမယ်သူတို့တောင်းမို့လဲသူတို့အနေနဲ့လဲစီပင်နဲ့ပေါင်းပြီးတော့လဲစားရင်စားမယ်ပေါ့နော်ဟိုဘယ်လိုခေါ်မလဲသူတို့လုံရင်လုံမယ်ပေါ့ဒါအိမ်ဆောက်ရင်ဆောက်မယ်ပေါ့ဒါပေမဲ့ပြဿနာဘာဖြစ်တာဆိုအဲ့လိုပေါ့နော်ဗိုလ်ချုပ်ဟောင်းတို့ဘယ်လူကြီးဟောင်းတို့
ဘယ်ဘလူးဟောင်းလို့ဆိုတဲ့ဟာတွေကလာပြီးတော့အိတ်ဆောက်တာတို့ခြံခတ်တာတို့ဆိုလို့ရှိရင်သူဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ကြောက်ပြီးတော့မပြောရဲမဆိုရဲနဲ့အဲ့မှာတစ်လုံးကနေနှလုံးကနေသုံးလုံးကနေလေးလုံးဖြစ်လာကြတာဗျပြဿနာတွေအစအဲ့လိုရှိတယ်အဲ့တော့အဓိကကတော့ကျွန်တော်တို့ပြောချင်တာကဒေသဆိုင်ရာအာဏာပိုင်တွေကကိုတောင်ဝင်ကိုကြီးဟဲ့လားကိုတောင်ဝင်ကိုလုံးအောင်မဲ့အလုပ်ကိုလုံးပြီးအထက်ကိုတင်ပြမှာဆိုတင်ပြပါဗျာကျွန်တော်ပြောချင်တာနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့တိုင်းပြည်မှာအရာရှိဟောင်းကြီးတွေရှိပါတယ်တက်မလို့အငိမ့်စားကြီးတွေအရာရှိဟောင်းကြီးတွေရှိတယ်တချို့ကတော့သူတို့ရဲ့ဟဲ့လားဟိုပြောရရင်ဒီသူတို့ retire ယူရတဲ့အချိန်မှာသူတို့ရဲ့ဘဝတွေကိုအေးချမ်းပျော်ပျော်ရွှင်ရွှင်နဲ့ဟလာသူတို့ရဲ့ဘဝတွေကိုကုံဆုံးခြင်းတယ်ဒါပေမဲ့မဟုတ်ဘူးသူတို့နဲ့ဆွေမျိုးတော်ဆက်တဲ့လူတွေသားသမီးတွေဟလာသူတို့နဲ့မကင်းကြောင်းတွေကသူတို့နာမည်တွေကိုပေါင်းသူတို့နာမည်တွေကိုအသုံးချပြီးတော့ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ပေါ့ဗျာ corruption တွေလုပ်ကြတာပေါ့နော် corruption လုပ်ကြအဲ့တော့မြန်မာပြည်ရဲ့အနေထားရလည်းပြောရရင်တချို့ဝန်ထမ်းတွေကမာတာရှိမှတချို့ဝန်ထမ်းတွေကတော့ကြောက်တာပေါ့နော်ကြောက်တဲ့ခါကျတော့သူတို့အနေနဲ့ဘာမှမပြောမဆိုရဟေးငါတော့ဘသူသားသမီးဟိလို့ပြောလိုက်လို့ရှိရင်သူတို့အနေနဲ့ထပ်မပြောရဲတော့ဘူးမပြောရဲဘဲနဲ့လှုပ်ပေးရတာရှိတယ်ဆိုတော့ဒါတွေကလည်းကျွန်တော်တို့တိုင်းပြည်မှာရင်ဆိုင်နေရတဲ့ပြဿနာတစ်ခုပဲဗျဒါတွေကလည်းပြောရရင်နိုင်ငံတော်အနေနဲ့တချို့ကိစ္စတွေကိုမဖြေရှင်းနေဘူးလားဆိုတော့လေဖြေရှင်းနေပါတယ်ဖြေရှင်းနေတာကြီးကိုလည်းအများတိုင်းတော့ public ကိုချပြလို့တော့မရဘူးပေါ့ဗျာဒါလည်းဒါနိုင်ငံတိုင်းမှာဒီလိုပါပဲအဲ့တော့ဒီပြဿနာတွေရှိတယ်ရှိတော့အဲ့ကျွန်တော်မိတ်ဆွေကပြောတာဘလို့ဖြေရှင်းကြမလဲဗျာတဲ့အဲ့ဒါတွေကိုတဲ့အဲ့ဒါကတော့ပြောရရင်တော့ဗျာလို့ဒေသဆိုင်ရာအာဏာပိုင်တွေအနေနဲ့တတိရှိဖို့တော့လိုတာပေါ့လို့နော်တတိရှိဖို့လိုတယ်လို့ကျွန်တော်ဒီလိုပြောပြတယ်ထားပါတော့အဲ့တော့ဘာဖြစ်လဲဆိုတော့နည်းနည်းလေးဆက်လိုက်ရရင်အဲ့တော့ဗိုလ်ချုပ်ကြီးကဘာပြောလဲဆိုတော့ကျွန်တော်တို့ရဲ့ရွေးကောက်တင်မြှောက်တဲ့အစိုးရတရက်ကိုသွားမှဖြစ်မယ်လို့ပြောတာဒါတွေလည်းပါဒီပြဿနာတွေလည်းပါတယ်ဗျဘာလို့လက်ရှိကတက်မတော်မှာပဲဖြစ်ဖြစ်တခြားနယ်ဘက်နော်ရပ်ဘက်ဒီဝန်ထမ်းတွေမှာပဲဖြစ်ဖြစ်သူတို့ကြီးစင်ငယ်လိုက်ယူသေးလေးစားမှုရှိတယ်ဗျကြီးစင်ငယ်လိုက်ယူသေးလေးစားမှုရှိတဲ့ခါကျတော့သူတို့ရဲ့ဆရာပဲဖြစ်ဖြစ်သူတို့ပေါ်ကျေးဇူးပြုဝူခဲ့တဲ့လူကြီးတယောက်ပဲဖြစ်ဖြစ်တခုခုလုပ်ရင်သူတို့မပြောရဲမဆိုရဲဘူးဗျဒါကမြန်မာပြည်ရဲ့ပြောရရင်ဒါချစ်စရာကောင်းတဲ့ delay ပဲဒါပေမဲ့ရလက်ကတော့တော်တော်ဆိုးတာပေါ့နော်ချစ်စရာကောင်းတဲ့ delay ဘာလို့လဲဆိုမှတက်မှာဆိုလို့ရှိရင်လေဟလာသူတို့ဟို retire ဗိုလ်ချုပ်တယောက်က retire ယူသွားလို့ရှိရင်သူတာဝန်ထမ်းဆောင်ခဲ့တဲ့ဌာနနော်သူတာဝန်ထမ်းဆောင်ခဲ့တဲ့တက်သူတာဝန်ထမ်းဆောင်ခဲ့တဲ့ဒေသမှာရှိတဲ့သူ့ရဲ့တပည့်လက်သားတွေကသူ retire ယူရတဲ့အထိလေးစားနေကြတော့မယ်အဲ့လိုလေးစားနေကြတော့မယ်ဖြစ်တဲ့အတွက်သူတခုခုထားပါတော့ဗျာဥတွေချိုးပေါက်လိုက်တယ်ပါတယ်ဆိုရင်တော့မပြောရဲကြဘူးမဆိုရဲကြဘူးအဲ့လိုပဲဒါမှမဟုတ်လေအဲ့ဘိုးချုပ်ကြီးတွေဘာတွေကိုတိုက်ကတော့ဥတွေချိုးပေါက်တာအတော်ရှားတယ်ဗျအတော်ရှားတယ်မရှိသလောက်ရှားတယ်ဒါပေမဲ့သူတို့နဲ့ပတ်သက်တဲ့လူတွေသူတို့ရဲ့အတိုင်းဝိုင်းဆိုတဲ့လူတွေကဥပ္ပချိုးပေါက်တာပုံများတယ်ငါကတော့ဘယ်ဗိုလ်ချုပ်ကြီးရဲ့သားငါဘယ်ဗိုလ်ချုပ်ကြီးရဲ့တူငါတော့ဘယ်ဗိုလ်ချုပ်ကြီးရဲ့တပည့်ဟေငါဆရာကိုဖုံးဆက်လိုက်ရမလားအဲ့လိုလူတွေကပုံများတယ်ကျွန်တော်ပြောပြမယ်ကျွန်တော်တို့မြန်မာတက်မတော်မှာပဲဖြစ်ဖြစ်မြန်မာနိုင်ငံရဲ့ဝန်ထမ်းလောကမှာပဲဖြစ်ဖြစ်ယာရူးကြီးလာလေဥပဒေကိုပိုလေးစားလာလေပဲခင်ဗျားဒါကျွန်တော်တို့တချို့ဟာတွေတော်တော်လေးလာဘူးတဲ့ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့အဲ့သူတို့ရဲ့တပည့်တွေဆွေမျိုးသားချင်းတွေကချိုးဖောက်တာသူတို့ကိုယ်တိုင်အဲ့လူကြီးတွေကိုယ်တိုင်မလုပ်ဘူးဆိုလူကြီးတွေအဲ့ကိုနေနေကိုလောက်ခိုင်းတာလည်းမဟုတ်တော့သူတို့ကအေးချမ်းချမ်းနေနေတယ်သူတို့ပြောရရင်ဗျာတက်မတော်မှာသူပို့ဆိုးတာပေါ့ယာရူးကြီးလာလေဥပဒေကိုတသွေမသိမ်းလိုက်နာလာလေပဲဥပဒေချိုးဖောက်တာလက်မခံဘူးဒါမျိုးတွေရှိတယ်အဲ့အကြောင်းမို့ကျွန်တော်တို့ကဘာလဲဆိုတော့တစ်ကအောက်ခြေမှာရှိတဲ့ဝန်ထမ်းတွေကကိုယ့်ရဲ့ဟလာဆရာတွေကိုအကြီးအကဲတွေကိုယူသေးတာလေးစားတာကောင်းတယ်ဒါကောင်းတယ်ဒီအစဉ်လာကျွန်တော်မြန်မာနိုင်ငံမှာအဲ့အစဉ်လာကိုကျွန်တော်ရမ်းကြိုက်တယ်နော်သူတို့ဝန်ထမ်းလောကမှာဖြစ်တက်မတော်လောကမှာဖြစ်သူတို့ရဲ့ဆရာဆိုလို့ရှိရင်ဒါအရန်လေးစားတယ်အရန်သူတို့ကြိုက်ဆိုင်တယ်ဗောနော်ဗိုလ်ချုပ်မူကြီးကိုယ်တိုင်လည်းခင်ဗျားတို့ကြည့်တက်မတော်နေနီးပြီဆိုလို့ရှိရင်ဟလာသူ့ရဲ့ဆရာတွေသူ့ထက်အစစ်စစ်သူ့ရဲ့အပေါ်မှာအစစ်စစ်တာဝန်ထမ်းဆောင်ခဲ့တဲ့လူတွေကိုတွေ့ရင်သူကြော့တာတွေပဲဒီလောက်ထိတောင်လှုပ်တယ်နော်ဒါဂါရောတရားနဲ့ဒါဗိုလ်ချုပ်မူကြီးလက်ထက်မှာစတာပါဝင်းမင်းအွန်လိုင်းလက်ထက်မှာစတာပါဒါကျန်တဲ့ဗိုလ်ချုပ်တွေကတော့ကျွန်တော်မတွေ့ဘူးဗောနော်ထားရပါတော့အဲ့တော့အဲ့လိုမျိုးပေါ့အဲ့တော့ဗာလဲဆိုဒီdelay လေးကတော့ကောင်းတယ်သို့ပေမဲ့ဥပဒေချိုးဖောက်လာပြီဆိုရင်လည်းဥပဒေချိုးဖောက်တာလေးကိုဥပဒေဘောင်တွေကပြောဆိုနိုင်မှုလိုတယ်ဗျနော်အဲ့ဒါလေးကတော့ကျွန်တော်တို့အောက်နိုင်ပြောပြအဲ့ဒါကြောင့်မှမေမျိုးမှာစောက်ပြီးသားအိမ်တွေဖြတ်လိုက်ရတယ်တချို့ကလည်းဒီနေရာဒီမြေခွက်ကိုဘယ်ဗိုလ်ချုပ်ကြီးရဲ့တူကတော့တူတော်ဝယ်နေတာဒီမြေခွက်ကိုဟုတ်လားဘယ်လူကြီးရဲ့သားတော်နေနေတာငါတို့ကဘာလို့မဝယ်ရေးရမှာဆိုတော့ဝယ်တော့တချို့ဆိုရင်10နှစ်15နှစ်ကြာမှသူတို့နေနေတဲ့နေရာကြီးကတရားမဝင်နေရာကြီးမှန်သိတယ်အဲ့ကြတော့အဲ့မှာမျိုးဆက်တစ်ဆက်လောက်မျိုးဆက်တစ်ဆက်နီးပါးလောက်ဖြစ်နေလေအဲ့ကြမှာအိမ်ဖြတ်ပါဆိုတော့အဲ့တော့ဖြတ်ရမယ့်လူအတွက်လည်းနစ်နာတယ်
အစိုးရအနေနဲ့လည်းလောက်ကင်ရတာအတော်ခက်ခဲတယ်အဲ့တော့ကျွန်တော်တို့ကပြောချင်တာဘာလဲဆိုတော့အောက်ခြေမှာရှိတယ်နော်ဒေသဆိုင်ရာဝန်ထမ်းတွေအနေနဲ့ပေါ့လေနည်းနည်းလေးအလုပ်လေးကိုနည်းနည်းဖိဖိစီစီလေးလုပ်ပေးကြဖို့နော်ကျွန်တော်ဒီဟာပဲရှိတယ်ဗျဒီလိုပဲသွားရမှာပဲနော်အဲ့ဒါလေးပဲရှိတယ်လို့ကျွန်တော်ပြောချင်တယ်အဲ့ဒါလေးကျွန်တော်နည်းနည်းပါဟို intro လေးပေါ့ပြောတာပေါ့နော်